brother ဒီနေ့ကျွန်တော်နဲ့ကျွန်တော် OP ပြပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဒီဘဘာမှာစုခဲ့စားခဲ့တာအားလုံးကိုစော့ထားတဲ့ ticket တွေကရခဲ့တဲ့ box ဘာပေါက်လဲဆိုရင်တော့အယုတ် box စတာပါအယုတ်အဟာလေး Dragon Ball တွေက Goku ဘယ်ဟာနော် Dragon Ball အသိမကြည့်ရတော့ကြောင့်ဒီကောင်ရဲ့ပုံမသိဘူးဗျာဒီမှာရှိုးဒီကောင် okay ဖောက်ကြည့်မယ် stop ဒီ stop နော်ခဏလေး okay ရပါပြီဖောက်ပါမယ်စပြီးတော့ getting one imperative ဒါလေးကတော့ပထမဆုံးအပေါ်လေးဖွင့်လိုက်ပြီဆိုအရင်ကမိုက်တဲ့ fight ကိုရမယ် okay ဒါလေးကတော့သူရဲ့နေရာအားလေးကိုတွေ့ရတာပေါ့ okay အိုးစိုက်ကတော့အကြီးနဲ့အလေးဗျာ okay ကြီးနဲ့အလေးပဲရှိုးလိုက်ဒါကတော့ကျွန်တော်ရဲ့အမေအင်တာဗျူးလေး okay ဒီမှာဒါအောက်ချပြီးရဒါလည်းဒီအားလေးပါပါတယ် okay let's start okay ငါတက်ပြီးတော့ကျွန်တော်ပိတ်ထားလေးတော့ပိတ်ထားလေးဆိုတော့ဖြတ်လိုက်ပြီOh my god. Okay, ဒီမှာတော့ကျွန်တော်တို့တွေဒီရုပ်ရည်ဒါသူ့ရဲ့ full body ဖြစ်ပါတယ် Okay. ဘောမတော့ခေါင်းရယ် body ရယ်ပါခေါင်းရယ် body ရယ်အနောက်ကသူ့ရဲ့ခန္ဓာကိုယ်အခုလုံးထိန်းပြီးတိုင်လေးတိုင်ပါအတိုင်လေး Okay ကျွန်တော်အခုချိန်မှာတော့ Okay ဒီကတော့သူ့ရဲ့ full body ပဲဖြစ်ပါတယ်။တိုင်းကြည့်ရင်တော့လေးကြီးပဲဗျ။ပေါ့နေရတယ်တော့မတွေ့ရဘူး။ဒါကခေါင်းလေးဆက်လိုက်ရုံပါပဲ။ Okay ဒီမှာဒါကတော့ body ရသွားပါပြီ။တော့အနီးကလေးပြပေးပါမယ်။ Okay ဒါပေမဲ့သူ့ကိုဒီတိုင်းလေးအေးစေးချရုံနဲ့ဒါမမိုက်ရဲ့အတွက်ကြောင့်ကျွန်တော်အခု full body ရရပါပြီ။ဒီအနောက်ကအောက်ခံပြားလေးနဲ့ဒီသူ့ရဲ့တိုင်လေးပေါ့ဗျာ။အားလေးရပြီဆိုတော့ကျွန်တော်ရပါပြီပြီးရင်တော့ဒီမှာဖိန်းဒီနန်းလေးကိုထပ်ပြီးထည့်ပေးရအောင်ရော့ Okay ခုကျွန်တော်လေးဘောပြန်နေတဲ့ဖူးပေါ်လေးကိုလေးဘောပြန်နေတဲ့ site လို့နဲ့ထွက်လာသမျှကိုခုတွေထဲမှာတော့ကျွန်တော်အကြိုက်ဆုံးလို့ပြောရမယ်လက်ကတော့လုံးဝဟွာတော့မဟုတ်ဘူးဗျာလေးဘောပြန်နေတာဒါကသူရဲ့အခု reset ကိုကူ research ရေးမှဖြစ်ပါတယ် See you guys